လူဝင်စားကျမရေရင်ကုန်းရွာထဲမှာမအေးသစ်တွင်အကိုဝမ်းခွဲတော်ဆက်သူနှယောင်ရှိသည်အနီနှစ်ယောက်အနက်တစ်ယောက်မှာကိုချင်းအေးဖွပြီး၎င်းသည်အနီအထိုင်အလွန်ရိုးအေးပြီးအခြားရွာတစ်ရွာတွင်သူ့မိသားစုနှင့်သူအိုးအိမ်ခွဲပြီးနေလေသည်ကျန်တစ်ယောက်မှာကိုဝင်းဖေဖြစ်သည်ကိုဝင်းဖေကတော့အသက်40အရွယ်ခန့်ရှိပြီးအိမ်တော်မကျသေးသည့်လူပြိုကြီးတစ်ယောက်ဖြစ်သည်အနီလူပြိုကြီးကိုဝင်းဖေသည်မိဘနှစ်ပါးကိုပြုစုလူကျွေးညီသူဖြစ်ပြီးမြမဝမ်းခွဲတော်ဆက်သူမအေးသစ်ကိုလည်းအလွန်တန်ရောစင်ကြီးမားသူတစ်ယောက်ဖြစ်သည်ထို့ကြောင့်မအေးသစ်နဲ့ရွာသုံးလွာခန့်ချားနေတော့လေတပတ်ကိုတရက်လောက်တော့အမြဲရောက်လာပြီးစီစမာစသည်တော့ကိုပေးကန်ထောက်ပံ့တတ်လေရှိသည်မအေးသစ်ကို၎င်းကချစ်စနိုးဖင်ချက်ကလေးဟုခေါ်လေးရှိသည်တနေ့တော့အခါတွင်တော့ကိုဝင်းဖေသည်သူ့ရဲ့ချစ်သူကိုတောင်းရန်ပြီးမင်္ဂလာဆောင်ရန်ရက်ကိုပင်တတိပြီးသည့်နောက်အိမ်တောင်ပစ္စည်းများကိုဝယ်ရန်ပြင်ဆင်လေတော့သည်ထိုခေတ်ကာလကဘတ်စကားများတက်မတွင်ကျဲသည်ဒီမို့မြို့ပေါ်သို့တက်ရ၌လဲကိုသာအားထားရသည်ထို့ကြောင့်မနက်4နာရီအုံမောင်းခောက်တန်ထွက်ပေါ်လာသည်နှင့်တပြိုင်နက်လဲကိုပြင်ဆင်ပြီးမြန်းအောင်မြို့ပေါ်သို့တက်ရန်ပြင်ဆင်ကြသည်သို့သောကိုဝင်းဖေမှာမူကြောကုန်းတွေပတ်စုပ်အနာကြီးပေါက်နေသည်မို့မလိုက်နိုင်ပဲကြံခဲ့သည်ည9နာရီထိုးချိန်တွင်တော့ပစ္စည်းဝယ်သည့်လဲဖြန့်ရောက်လာသည်ကိုဝင်းဖေလေအိမ်ပေါ်မှဆင်းကလဲပေါ်မှပစ္စည်းများကိုတေချာကြည့်လေပြီဟာဒီဗီဒီယိုကြီးမကြိုက်ဘူးပြန်လဲခြင်းလဲရင်းတို့ပြောလီတို့၎င်း၏ဖခင်ဦးဝင်းကြိုင်ကဟာကောင်ရဒီဗီဒီယိုလဲကောင်းပါတယ်ကွာဟာဗျာကျွန်တော်မကြိုက်ဘူးမနေ့ဖြန်ပြန်လဲမယ်သွားရတာအဝေးကြီးကွာဒါပဲ3ဆန်းပါဟာဗျာမရဘူးဒါကြီးကျွန်တော်မကြိုက်ဘူးရင်းတို့ဆိုပြီးနောက်တနေ့မနက်လင်းချင်းပါပင်လဲကိုပြင်ဆင်လေတော့သည်ကြောကုန်းမှအနာကလည်းစိုးဝါနေသည်မို့အားလုံးကဝိုင်းတားကြတော့လေတခုခုဆိုတစွတ်ထိုးလုတ်တတ်သည့်ကိုဝင်းခေသည်လဲကိုသူ့ကိုယ်လိုက်မောင်းပြီးမြို့ပေါ်တက်ကထိုဗီဒီယိုကိုပြန်လဲလေသည်သူထင်ည9နာရီခန့်တွင်ကိုဝင်းဖေသည်ဗီဒီယိုအသစ်တစ်လုံးနှင့်ပြန်ရောက်လာသည်ရောက်ချင်းမှာပင်၎င်းကလဲကိုဖြုတ်ငိမ့်မိခင်ကျက်သူဒေါ်စံကိုညီးတန်ကြီးဖြင့်ပြောလိုက်သည်အမေရဲ့ကျွန်တော်တော့အချင်းကြီးမကောင်းတော့ဘူးထင်တယ်ဟဲ့ဘာဖြစ်လို့လဲမြို့ပေါ်ကဈေးထဲရောက်တော့အနာတဲ့အညော်ဝင်သွားလို့မနေ့အားတင်းပြီးဒီလိုပြန်မောင်းလာရတယ်ရင်းတို့ပြောပြီးဒီနောက်ကိုဝင်းဖေသည်ထိုနေရာပပင်လဲကြကတတိလက်ထွားသည်ဟဲ့လောက်ကြပါဦးဒေါ်စံလေးအော်ဟစ်ပြီးအကူညီတောင်းလီရာဦးဝင်းကြိုင်လေးအိမ်ပေါ်မှပြေးဆင်လာပြီးကိုဝင်းဖေကိုတက်တလောက်မတ်တလောက်ပြုစုပေးသည်ရင်းလဲဝင်းကိုဖေမှာတတိပြန်မရသည်မို့လဲကိုပြန်လဲပြင်ဆင်တာတပြေကုန်းစေးရုံတို့ပို့ကြသည်သို့တော့စေးရုံတို့ရောက်တော့ကိုဝင်းဖေမှာအသက်မရှိတော့ကြီးထို့နောက်အလောင်းကိုညာတွင်ချင်းပြန်သေးလာကြသည်ထိုစီရင်ကရွာအပြင်သို့တေးသည့်မသားကိုရွာထဲပြန်မသွင်းရခိုက်တက်သူဟုအယူအဆရှိကြသည်မို့အလောင်းကိုရွာအပြင်တွင်သာအဆောင်အချို့တွင်ထားလိုက်ကြရတော့သည်မနေ့နေထွက်ချိန်သို့ရောက်တဲ့ညတပြိုင်နက်အလောင်းကိုမြေမြုပ်လိုက်ကြတော့သည်ထိုနေ့မှစသည့်ပြဿနာကကြီးမားလာတော့သည်ကိုဝင်းဖေ၏အလောင်းကိုမြေမြုပ်ပြီးသည့်နောက်ထိုရွာထဲတွင်လူတွေ2ရက်တစ်ယောက်3ရက်တစ်ယောက်ဆက်တိုက်တေဆုံးကြတော့သည်တေဆုံးသူများမှာအကြောင်းအရာမိတ်မေရရမရှိပဲရုတ်တရက်လဲကျတေဆုံးကြသည်ချင်းဖြစ်သည်မူလကအားလုံးအမှုမဲ့အမှတ်မဲ့နေခဲ့တော့လူတွေနှုံးကဆက်လာတော့ရွာသူရွာသားတွေလည်းလန့်လာကြသည်ပြီးရွာတွင်မကောင်းဆိုးဝါးစိုက်ကပ်နေသလားဟုတွေးကဖုံးကြီးတွေပင့်ပြီးဘရိတ်တရားနာကြပြန်သည်ရင်းလေလူတွေက2ရက်ချားတစ်ယောက်3ရက်ချားတစ်ယောက်သေပြန်လျာတလတွင်မှာပင်18ယောက်ဝန်းကျင်ခန့်ရှိသွားခဲ့ပြီဖြစ်သည်ထို့ကြောင့်ရွာသားအချို့မှလည်းကြောက်လန့်ပြီးမြို့ပေါ်သို့ပြောင်းပြေးကြလေတော့သည်ကိုဝင်းဖေ၏တလားပြည့်ရက်လေစွမ်းတွက်ပြီးသည့်ညတွင်မိခင်၏အိမ်မက်သေးသို့ကိုဝင်းဖေရောက်လာသည်၎င်းက
အမေမနဲ့ရောက်ရင်ကျွန်တော်အလောင်းကိုပြန်ဖော်ပြီးမီးတင်ကြွပစ်လိုက်ပါအလောင်းကရွာဘက်မျက်နှာမူးနေလေရင်းတော့ပြောတော့မိခင်ဖြစ်သူအံ့ဩသွားသည်ဟင်ဘလို့ဖြစ်လို့ရွာဘက်မျက်နှာမူးနေရတာတော့အလောင်းမြေချတဲ့ကောင်လေးလေမူးမူးနဲ့ပြစ်ချသွားတာဒါကြောင့်သူတို့ကိုအရင်ခေါ်လိုက်တာရင်းသူဆိုပြီး၎င်းကအမေကျွန်တော်ချက်ကလေးစီသွားလိုက်ဦးမယ်တကယ်လို့မနှက်ဖြန်ချက်ကလေးကလာတောင်းရင်ကျွန်တော်အိမ်တင်မဲ့ပစ္စည်းတွေကိုအကုန်ပေးလိုက်ပါဟုပြောပြီးပြန်ထွက်သွားသည်ရင်းချိန်မှပင်ရွာဦးเจ้าမှအုံမောင်းခောက်တန်းထွက်ပေါ်လာသည်ကိုကြားကဒေါ်ဆန်လည်းအိယာမှနိုးလာခဲ့သည်ထို့နောက်မျက်နာတဲ့ကိုလည်းတန့်ရှင်းပြီးစောစောကအိမ်မက်ကိုပြန်ဆင်းစားနေမိပြီးယောက်ျားဖြစ်သူကိုပြန်ပြောပြလိုက်သည်ထိုမှတဖန်ရွာတကြီးစီတို့တွားပြန်ကအကျိုးအကြောင်းပြောပြလိုက်သည်ထိုအခါရွာတကြီးကတအံ့တောဖန်ဟုတ်လားတော်တော်ထူးဆန်းတာပဲဒါမျိုးအရင်ကတခါမှမကြုံဘူးဟုတ်တယ်ကျမလည်းအဲ့ဒါကိုအံ့ဩနေတာဘလို့လုပ်ကြမလဲအလောင်းကိုပြန်ဖော်ပြီးတင်ကြရုပ်ကြမလားရွာတကြီးအနှင်းငယ်စဉ်းစားလိုက်ပြီးအင်းပေါ်လေအဲ့ဒါလိုပဲလုပ်ကြရတာပေါ့ထို့နောက်ရွာတကြီးလဲကာလာသားတွေကိုခေါ်ကအကျိုးအကြောင်းပြောပြပြီးကိုဝင်းဖေဤအလောင်းကိုပြန်ဖော်စီလေသည်ရင်းတို့ဖော်ရ၌အန်အောထိလန်ပွဲဖေရတစ်ခုကိုတွေ့လိုက်ကြရသည်ရမကိုဝင်းဖေဤအလောင်းသည်တလားတီတီပြည့်ခဲ့တော်လေမပုတ်မပြည့်စည်သေးပေမနေ့ကမှကွယ်လွန်ထားတဲ့ကဲ့သို့ပကတိအတိုင်းရှိနေသောကြောင့်ရဲ့ဖြစ်သည်ထို့နောက်တယောက်တစ်ပေါက်ပြောဆိုကြဝေဖန်ကြဖြင့်နောက်ဆုံးတွင်တော့အလောင်းကိုမီးတင်ကြရုပ်လိုက်ကြတော့သည်ညနေဆောင်အချိန်တို့ရောက်တော့ဒေါ်ဆန်ဤပင်တို့မအေးသည်လဲနဲ့ရောက်လာသည်အတော်ရဲ့ညကကိုဝင်းဖေအိမ်မက်ချေရောက်ပြီးကျမစီမှာနေမလို့တဲ့ဒါကြောင့်ဒီကသူ့ပစ္စည်းတွေကိုသွားယူလိုက်ပါတဲ့ဟင်ဟုတ်လားဟုတ်တယ်အတော်ထိုအခါမှာဒေါ်ဆန်လေးညကအိမ်မက်ချဲတွင်ကိုဝင်းဖေကမာသွားခဲ့သည်ကိုသတိရမိလိုက်သည်အေးဒါဆိုလေယူလေဟုဆိုကဗီဒီယိုကြီးအပါအဝင်ကိုဝင်းဖေဤပစ္စည်းအလုံးကိုလဲပေါ်တင်ပေးလိုက်လေတော့သည်မာအေးတစ်လေရွာသို့ပြန်ရောက်သည့်အခါမှာမူးဝေအော်တန်လာဒီမို့ဆရာဝန်စီတို့တွားပြလေတာကိုဝင်းရှိနေပြီဖြစ်ကြောင်းသိသည်ထို့ဖြင့်ကိုရက်ခန့်ကြောချိန်၌မိန်းကလေးတစ်ယောက်ကိုမွေးဖွားလေသည်ရင်းတို့မွေးဖွားသည့်နောက်ဒေါ်ဆန်လေးမာအေးတို့ဤအိမ်သို့ရောက်ပြီးကလေးကိုတေးချကြည့်လေပြီဟုတ်ပါဒါငါသာဝင်းဖေပဲလက်ပြင်မှာအမာရောက်ကြီးရဲ့ပေါင်မှာတက်တန့်ပေါက်လို့ခွဲထားတဲ့တိုင်ရရဲ့ထင်းခွားကောင်းလို့ခြေကုံပေါ်မှာပစိတ်ကျထားတဲ့တိုင်ရရဲ့အကုန်ကွက်တီရဲ့ဟုဆိုလေတော့ဒီဟုတ်လဲဟုတ်သည်ခလေးမလေးဤခန္ဓာကိုယ်ပေါ်မှာတိုင်ရလေးသည်ကိုဝင်းဖေလူဘဝတုန်းကရှိခဲ့သည့်တိုင်ရတီနဲ့အထက်တကျဲဖြစ်နေသည်ဒေါ်ဆန်ကဒါနင့်အကိုဝမ်းခွဲပဲနင့်ကိုတန်ရောစဉ်ကြီးမလွန်လို့လာဝင်စားတာတေချာတယူဆိုင်ပါရဲ့ဟုဆိုပြီးပြန်ထွက်ထွားလေတော့သည်ဒေါ်ဆန်ပြောတဲ့ကဲ့သို့ပင်ထိုမင်းကလေးသည်အရွယ်ရောက်သည့်အခါမှာကိုဝင်းဖေဘဝမှာဖြစ်ပျက်သမျှကိုအကုန်မှတ်မိကပြန်ပြောပြနိုင်သည်ယင်းမှာသူမ10နှစ်သမီးအရွယ်ရောက်သည့်အတိုင်းဖြစ်သည်10နှစ်ကျော်လာတော့တဖြည်းဖြည်းမေးပြောင်လာခဲ့တော်သည်ထိုနေ့နော်အမေပြောပြနေသည့်ဇလန်းထဲမှာမျောပါနေခဲ့သည့်ကျမလည်းတီလိုစိတ်ကြောင့်ချက်ချင်းပြန်မေးမိသည်ဒါဆိုအဲ့ဒီဦးဝင်းဖေဝင်စားတဲ့သူကသမီးပေါ်ဟုတ်လားအမေတိတ်ဟုတ်တာပေါ့သမီးရဲ့ရင်းတို့ဆိုပြီးအမေကကျမရဲ့လက်ပြင်မှာပေါင်မှာခြေကုံပေါ်မှာအမတ်ရာကြီးတွေကိုလက်နဲ့တစ်ခုချင်းထောက်ပြလေလွန်းအဲ့လာတွေကကိုဝင်းဖေလူဘဝတုန်းကရားချတဲ့တန်ရာတွေလေပြီးတော့ဟိုးအိမ်တောင်းကဗီဒီယိုကြီးတော့တကွာစီပုံစံလက်ဆွေရောသူတို့သမီးအကက်ဝယ်ထားတဲ့နားဆွေတယောင်တော့အဲ့ဒါသူ့မင်္ဂလာဆောင်ခါနီးတုန်းကဝယ်ခါတာတွေပေါ့အမေစီဝင်စားခါနီးမှာအိမ်မက်ပြီးဒီသူ့အမေစီကယူခိုင်းတာလေလူပြိုကြီးပြီးသားချက်ချသူကြိုက်တာကိုနောင်ဘဝအထိမတ်မော့ကောင်းယူတာဒါတွေကိုသမီး10နှစ်လောက်တော့ကောင်းကောင်းမှတ်မိသေးတယ်အခုတော့20ကျော်ပြီဆိုတော့ဘယ်မှတ်မိတော့မကြောရင်းသူဆိုပြီးအမေက
နေပါအောင်ညီကအခုမှဓာတ်တွေကိုပြန်မင်းနေတာအောင်ဘာလို့မလို့လုံးစာပြန်ရေးမလို့လားဟုတ်ဒါပေမဲ့တမီးရေးမှာတော့မဟုတ်ဘူးဖိရမှန်ဇလန်းတွေကိုပြန်ရေးတဲ့စာရေးဆရာစီလမ်းဖို့မလို့တမီးနဲ့လည်းအရန်ရင်းနေတယ်အေးသဘောပဲအမေဆက်မပြောတော့ပဲဆေးပုတ်လေးကိုသာမင်းကြီးကဖွာဆိုင်နေတော့သည်ကျမလည်းအမေကိုနှုတ်ဆက်ကအိမ်သို့ပြန်လာခဲ့တော့သည်